ရေဖြူမြို့နယ်ဒိုဝဲအထူးစီးပွားရေးဆောင်ဒေသထဲကရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်လာပြီးတက်ဆွဲထားတဲ့ဆီယနာရှင်တပ်ကနေရင်တွေဖောက်ထွင်းပြီးပစ္စည်းတွေယူဆောင်နေတယ်လို့သိရပါတယ်။ဇူလိုင်လ9ရက်နေ့မှာစစ်ကြောင်းထိုးဝင်လာတဲ့ဆီယနာရှင်တပ်ကဇူလိုင်လ10ရက်နေ့မှာတော့ခမောင်းချောင်းရွာမှာရှိတဲ့နေရင်တွေကိုဖောက်ထွင်းပြီးပစ္စည်းတွေကိုကားတွေနဲ့တင်ကသူတို့ရဲ့စစ်စခန်းတွေစီတက်ဆောင်သွားတယ်လို့ဆိုပါတယ်။ဒါအပြင်ဧကနီနဲ့ရင်ငယ်ရွာကျောင်းမှာစစ်ပေးဆောင်ဒေသခံတွေထားခဲ့တဲ့ဆိုင်ကယ်တွေကိုလည်းဆီယနာရှင်တပ်ကတင်ဆက်ထားပါတယ်။စစ်ကြောင်းဆောင်ဝင်ချိန်ကခမောင်းချောင်းရွာမှာဆီယနာရှင်တပ်ဖမ်းဆီးထားတဲ့ဒေသခံအချို့ပြန်လွတ်လာပြီးအချို့ကတော့လူသားတိုင်းအဖြစ်စစ်ကြောင်းနဲ့အတူရှိနေဆဲဖြစ်ပါတယ်။တနင်္လာနေ့ရေစိုးရိမ်ရေးအမှတ်ကျော်လာပြီးအနေပိုင်းရက်ကွက်အချို့ရေးဆလွမ်းတဲ့အခြေအနေကိုတော့တွဲဝါရှအဖွဲ့သားတို့ကပြောပြသွားမှာပါ။တနေ့တိုင်းမြို့အနီးစီးဆင်းနေတဲ့တနေ့တိုင်းမြေရီကဒီကနေ့ဇူလိုင်လ14ရက်နေ့မော်ဒယ်မှာစိုးရိမ်ရေးမှတ်အထက်16မှအထိကျော်လာပြီဖြစ်ပါတယ်။တနေ့တိုင်းမြေရီရဲ့စိုးရိမ်ရေးအမှတ်ကို18ပေနဲ့အဲ့ဒီရဲ့ရေးအမှတ်ကို24ပေလို့သတ်မှတ်ထားတာပါ။တနေ့တိုင်းမြေရီဟာဒီကနေ့မနက်ပိုင်းတိုင်းထွာချက်အရာစိုးရိမ်ရေးမှတ်ဖြစ်တဲ့18ပေကိုရောက်ရှိခဲ့ပါတယ်။မော်ဒယ်12နာရီချိန်တိုင်းထွာချက်မှာတော့မြေရီဟာ18ပေနဲ့16မှအထိရှိလာကစိုးရိမ်ရေးမှတ်ရဲ့အထက်ကို16မှအထိကျော်လွန်လာနေပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်သက်ဘက်ကစလို့တနင်္သာရီမြို့နယ်အပါအဝင်တနင်္သာရီတိုင်းထန်ကမြို့နယ်အလုံးမိုးကြီးနေပြီးတနင်္သာရီမြေဟာတဖြည်းဖြည်းတက်လာတာပါဒီကနေ့မနက်ပိုင်းတနင်္သာရီမြေတက်လာတာကြောင့်တနင်္သာရီမြို့အနှိပ်ပိုင်းရက်ွက်ချို့ရဲ့နေအိမ်နဲ့လမ်းတွေပေါ်ရေဆောက်ဝင်နေတာကိုလည်းမြို့ခန့်ချို့မှတ်တမ်းတင်ထားတဲ့ရုပ်သံတွေမှာတွေ့ရပါတယ်တနင်္သာရီမြစ်ဖျားခန့်ရဒိုဝဲရှိတော်ဒေသကချောင်းအချို့မှာတော့ပြီးခဲ့တဲ့2ရက်လောက်ကတည်းကရေတက်နေပြီးကြေးရွာအချို့ရေကြီးရေရှမ်းနေတယ်လို့ရှိတော်ဒေသခန့်တွေစီကသိရပါတယ်ဒါအပြင်ကော်တောင်းမြို့မှာလည်းမိုးတဲထန်တာနဲ့အတူလေပြေးတိုက်ခိုက်တာကြောင့်ဇူလိုင်လ23ရက်နေ့ညကတပ်ပင်အချို့နဲ့တပ်တိုင်အချို့လဲကျခဲ့ပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရောမှာမုတ်တုံလျက်အားကောင်းနေတာကြောင့်ဒီကနေ့ကစပြီးဇူလိုင်လ20ရက်နေ့အတွင်းတနင်္သာရီပါဝင်တိုင်းနယ်ပြည်နယ်73ခုမှာနေရာစိတ်ကနေနေရာအနှက်ပြမိုးထက်ချုံရွာပြီးအချို့နေရာတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့မိုးစလာကခန့်မှန်းထားပါတယ်။မိုးတဲထန်စွာရွာတော်တာနဲ့အတူလေပြင်းတိုက်ခိုက်တာရုတ်တရက်ရေကြီးတာတွေဖြစ်နေတာကြောင့်မြင့်ငယ်ချောင်းငယ်တွေအနီးနေထိုင်ကြသူတွေအနေနဲ့ရေကြီးရေရှမ်းတာတွေကိုကြိုတင်သတိပြုဖို့လဲမိုးစလာကသတိပေးထားပါတယ်။